ငါကတော့တံမြာသီးပါအညိုးတေးတွေခံနေရသလားငါ့ကိုအခန်းထောင်မှာထားပါမကောင်းတဲ့အငွေ့အသက်တွေကိုငါစုပ်ယူပစ်မယ်မနာလိုသူတွေရဲ့အကြည့်ကိုကြောက်နေသလားငါကိုအိမ်ရှိမှဖြူးထားလိုက်မကောင်းတဲ့အကြံစီမှန်သမျှငါဖျက်ဆီးပစ်မယ်ငါကတစ်ကြပိုးခောက်လေအိမ်ထဲမှာကန်ဆိုးနေတယ်လို့ခံစားရလားငါကိုမီးရှိလိုက်ပါမင်းရဲ့ကြွယ်ဝချမ်းသာမှုတွေကိုငါပြန်လဲနိုးထစေမယ်ငါကလေးညင်းပွင့်ပါအတင်းအဖြစ်နေကြားနေရသလားငါကိုအိတ်ကတ်ထဲမှာစောင့်ထားပါမင်းရဲ့ဂုံတိတ်ခါကိုငါအကာအကွယ်ပေးထားမယ်ငါကကော်ဖီစေပါပြင်းရိချင်းတွေကမင်းကိုတားဆီးနေသလားငါကိုအလုတ်စားပွဲပေါ်မှာထားပါမင်းရဲ့အောင်မြင်မှုကိုငါနိုးထစေမယ်ငါပြရီပါချစ်သူနဲ့စကားများနေသလားငါကိုတုံးကြည့်ပါမင်းတို့ရဲ့ခါးသီးမှုတွေကိုငါချုံမြိန်တဲ့ချစ်ချင်းတွေဖြစ်အောင်လုပ်ပေးမယ်ပိုက်ဆံတွေပိတ်မိနေသလားငါကိုရေမွေးပလင်းနဲ့ထည့်ထားပါလန်လာဘတွေမင်းစီအရောက်လာအောင်ငါလမ်းပြပေးမယ်စိတ်တွေအယမ်းပင်ပန်းနေပြီလားငါကိုခေါင်းအောင်မှာထားပါမင်းရဲ့စိုးရိမ်ပူပန်မှုတွေကိုငါအိမ်မက်လှလှအဖြစ်ပြောင်းလဲပေးမယ်မိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝကိုပုံမကောင်းမွန်စေမယ့်အကြံပြုချက်တွေထပ်မံရရှိဖို့အတွက်ဒီဗီဒီယိုလေးကို share ပေးပြီး follow လုပ်ထားဖို့မမေ့နဲ့နော်